ဒီလိုပေါက်ပန်း40 model ကိုဝယ်လူကရှိနေသေးသေးရောင်းနေသူကရောင်းနေအောင်ပါပဲအဲ့တော့ဂျင်းဆက်လန်ကဘယ်ကစဖြစ်လာလဲဆိုတော့ကျွန်တော်ဒီဗီဒီယိုမှာရှင်းပြမယ်မင်္ဂလာပါ Afrodeck မြန်မာကြိုဆိုပါရစေကျွန်တော်တင်ပြပိတ်တယ်ကျွန်တော် inventory ကိုကြည့်တဲ့အချိန်မှာမတွေ့ရလဲဆိုတော့ i5 12 Gen နဲ့ i5 13 Gen Ryzen 5 7 Gen ကျွန်တော်တို့ Afrodeck မြန်မာရဲ့ inventory ထဲမှာရှိနေဆိုတော့ကျွန်တော်မြင်ပါလို့လဲဝယ်လူများလို့မေးရလူများလို့ကျွန်တော်ဒီ stock ကိုထားတယ်ဆိုပြီးတော့ကျွန်တော်ပြန်ဖြေအဲ့တော့အရှင်းဗီဒီယိုတွေမှာကျွန်တော်ပြပြခဲ့ပြီးပြီ Ryzen 5 7 Gen လေး i5 12 Gen ကိုကျွန်တော်ကဘာနဲ့အစားထိုးရမှာလဲဆိုတော့ကျွန်တော်ပြပြခဲ့ပြီးပါပြီဟုတ်ပြီဒီတစ်ခါထပ်ပြီးတော့ထပ်ပြောပြမယ်ပို့ပြီးဝယ်ချင်လာအောင်လဲကျွန်တော်လုပ်ပေးမယ်ဆို Ryzen 5 7 Gen ထိုင်နေတာ i5 12 Gen နဲ့တာကျွန်တော်အခုဝယ်ခိုင်းတဲ့ laptop က AI architecture fully support လုပ်တဲ့ Core 3 CPU ပေါင်းထည့်ထားတဲ့ HP ရဲ့ laptop ကိုကျွန်တော်ဝယ်ခိုင်းတာတန်ဖိုးရကြည့်လို့ရှိရင်လည်း Core 3ဒီသူအားလုံးထပ်သားလို့ configuration အရကြည့်လို့ရှိရင်လည်းအများကြီးတာတယ်။ဘာနဲ့တန်းတူညီမျှဘာနဲ့တူလဲ Intel မှာဘာနဲ့တူလဲသူကိုယ်တိုင်က Intel ပဲဒါပေမဲ့ i series i5 လို့ပေါင်းတယ်မှာဆို i5 13 Gen နဲ့ performance ကညီမျှတန်းတူညီမျှတော့ကျွန်တော်ပုံမှာပြပေးထားပြီးတယ်။ဆိုတော့ i5 13 Gen ဒီ market price အရဆိုလို့ရှိရင်30အထက်မှာပဲ22သိန်းပါပဲရှိတယ်။ဒါပေမဲ့ Core 3ဒီ18သိန်းစိုးစိုးလေးနဲ့ရတယ်။ဒါပေမဲ့နောက်ကိုပြန်မသွားအောင်ကျွန်တော်ကမလုံးကောင်းကောင်းပြီးမယ်ကျွန်တော်တို့ရဲ့နှစ်တစ် promotion အနေနဲ့ဒီ HP Core 3ကို RAM 16GB เนาะ configuration ကိုကျွန်တော်ဗမာကို18သိန်းအတိတ်နဲ့ကျွန်တော်အလုံး20ကျွန်တော်နှစ်တစ်လက်စာထုတ်ရောင်းပေးမယ်ဒီကရွေးချက်က promotion မဟုတ်ဘူးခင်ဗျားတို့နောက်ပြန်သွားမှာဆိုလို့